သခင်ယေရှု၏နာမတော်မြတ်ဖြင့်အားလုံးပဲမင်္ဂလာပါဖျားသခင်၏ကျေးဇူးတော်ကြောင့်ဆရာကြီး Billy Graham Is the end of the war close လောကရဲ့အဆုံးသတ်နီးပြီလားဆိုတော့တရားဟောချက်ကိုမြန်မာဘာသာသို့ပြန်ဆိုပါမယ်ကျွန်တော်ဒီနေ့ရှင်ပေတရုဩဝါဒဆောင်အခန်းကြီး1ကိုသွားခြင်းနဲ့အခန်းငယ်9မှစပါမယ်သင်တို့မှလည်းကျမ်းစာအုပ်ပါမယ်လို့ကျွန်တော်မျှော်လင့်နေဒီကနေ့မှအလွန်အရေးကြီးတဲ့အကြောင်းတစ်ခုကိုပြောချင်လို့ပါဖျားသခင်ဤတရားစီရင်ခြင်းဖျားသခင်ဤချစ်ချင်းမေတ္တာယေရှုဖျားဒုတိယကြိမ်ကြွလာတော်မူခြင်းနှင့်ဤနေ့ရက်ကာလဤအဆုံးသတ်ဒါတွေကိုကျွန်တော်ပြောချင်တယ်ဒီကဘာကြီးရဲ့အဆုံးသတ်မဟုတ်ပါဘူးဒီကဘာကြီးရဲ့အဆုံးသတ်ဆိုတာဖြစ်မလာပါဘူးဒါပေမဲ့ကျွန်တော်တို့နေထိုင်တဲ့ဤခေတ်ကာလရဲ့အဆုံးသတ်ဆိုတာဖြစ်လာမှာပါဒီခေတ်ကာလကိုမကောင်းမှုတွေကြီးစိုးထားတယ်နတ်ဆိုးတွေလွှမ်းမိုးထားတယ်ဒါကြောင့်ဒီကာလဟာအဆုံးသတ်လိမ့်မယ်မေရှိယပြန်ကြွလာမယ်ဒီအကြောင်းကိုဒီနေ့မှာကျွန်တော်နည်းငယ်ပြောချင်တယ်နှစ်ပေနှစ်ငါမှာရှေးလောကရတ်ကိုလည်းနှမျောတော်မမူဖြောင့်မတ်ခြင်းတရားကိုဟောသောနောအေးနှင့်လူ9ယောက်တို့ကိုစောင့်မတော်မူ၍ဖျားကိုမကိုးကွယ်သောလောကီသားအပေါင်းတို့ကိုရေလွှမ်းမိုးစေတော်မူ၏တောတုံမြို့နှင့်ဂေါမောရမြို့တို့ကိုမိရှို့၍ဖျက်ဆီးရာဒဏ်စီရင်တော်မူသဖြင့်နောင်၌မတရားသောအကျင့်ကိုကျင့်အံ့သောသူတို့အားပုံသက်သေးကိုထားတော်မူ၏ထိုအခါမတရားသောသူတို့၏ညင်ညူးသောအကျင့်အပြင်နှောက်ယှက်ခြင်းကိုခံရသောသူဖြောင့်မတ်သောလောတကိုကယ်နှုတ်တော်မူ၏ထိုဖြောင့်မတ်သောသူသည်မတရားသောသူတို့တွင်နေစဉ်အခါသူတို့၏မတရားသောအမှုများကိုနေတိုင်းမပြတ်မျက်စိမြင်လျက်နားကြားလျက်ရှိသဖြင့်မိမိဖြောင့်မတ်သောစိတ်နှလုံးကိုပြင်းစွာညှင်းဆဲရ၏မတရားသောသူတို့ကိုဒဏ်ခတ်စေမည်အကြောင်းညင်ညူးသောတတ်မှတ်ခြင်းကိလေသာနှင့်တကွကာမဂုဏ်အလိုတို့လှ၍အာနာစက်ကိုမတိမဲ့မြင်ပြသောသူတို့ကိုအထူးသဖြင့်ဒဏ်ခံစေမည်အကြောင်းတရားဆုံးဖြတ်သောနေ့အဖို့ချုပ်ထားခြင်းက၎င်းဖျားဝတ်၌မွေးလျော်သောသူတို့ကိုစုံစမ်းနှောက်ယှက်ခြင်းအထက်ကကယ်နှုတ်ခြင်းက၎င်းထာဝရဘုရားသည်တတ်နိုင်တော်မူ၏ထာဝရဘုရားသည်တတ်နိုင်တော်မူ၏ဒါကြောင့်အကယ်၍သင်ဟာအခုအချိန်ကာလမှာပြင်းထန်သောစုံစမ်းခြင်းကိုခံနေရတယ်ဆိုရင်အမှုကိစ္စကြုံနေရတယ်ဆိုရင်သင်ကိုမိကဲ့သို့လွတ်မြောက်အောင်လှုပ်ဆောင်ရမလဲဆိုတာဘုရားသခင်သိတော်မူတယ်အကယ်၍သင်သည်ကိုရောစီလှည့်ပြန်ပြီးယုံကြည်ခြင်းနှင့်ဆုတောင်းမည်ဆိုလင်ပေါ့အငယ်30မှာမတရားသောသူတို့သည်ရဲရင်သောသူကိုအလိုသို့လိုက်တက်သောသူဖြစ်၍ဘုံတကိုကြီးသောသူတို့ကိုကဲ့ရဲ့ဝင်ကြ၏ထိုသူတို့ဟာယေရှု၏တတိုင်းတော်အပြင်၌နေသောသူတွေဖြစ်တယ်မတရားသောသူတွေဖြစ်တယ်ထိုသူတို့ကိုတရားဆုံးဖြတ်သောနေ့အဖို့ချုပ်ထားမယ်ဒါကြောင့်တရားဆုံးဖြတ်သောနေ့ဟာရောက်ကိုရောက်လာမယ်တမန်ကျမ်းစာမှာတောတုံနှင့်ဂေါမောရမြို့အကြောင်းကိုဖော်ပြထားတယ်ဒီမြို့တွေရဲ့အဖြစ်ဟာကျွန်တော်တို့အတွက်ဥပမာတွေပါပဲအကယ်၍ကျွန်တော်တို့ဟာဖျားစီလှည့်မပြန်ပါကဒီဆယ်စုနှစ်တွေအတွင်းဒါမှမဟုတ်နောက်ဆယ်စုနှစ်တွေအတွင်းမှာဒီကဲ့သို့အဖြစ်မျိုးကိုကြုံရနိုင်တယ်တောတုံနှင့်ဂေါမောရမြို့နှစ်မြို့ဟာအရှိအလဲပိုင်းဒေသမှာပင်လယ်သေးရှိသောနေရာမှာအရင်ကရှိခဲ့တယ်ပင်လယ်သေးဟာအလျားအနံ10မိုင်90ကျယ်ဝန်းအတွက်ကုန်းတွင်းပင်လယ်ဖြစ်တယ်ဂျော်ဒန်လွင်ပြင်အနိမ့်ပိုင်းမှာရှိတယ်ပင်လယ်သေးမှာစားတတ်ပြေဝပျော်ဝင်နေသောရေထုရှိပြီးထိုရေထုဟာပင်လယ်ရေမျက်နှာပြင်အောက်ပေပေါင်း1260ခန့်အနိမ့်ပိုင်းမှာရှိတယ်ကမ္ဘာရဲ့အနိမ့်ဆုံးမြေနိမ့်ပိုင်းဖြစ်တယ်ကမ္ဘာဦးကျမ်း73မှာအာဗြဟံအကြောင်းကိုဖတ်ရတဲ့အခါအာဗြဟံအားကမ္ဘာရဲ့အထိုးအပိုင်းကိုဖြတ်ခဲ့ရတယ်သူပိုင်တဲ့သူ့ရဲ့သိုးအုပ်တွေရဲ့သူ
သူမိသားစုတွေအားလုံးရဲ့သူတို့ဟာဖျားသခင်ရဲ့ဂတိတော်နယ်မြေကိုတွားနေတယ်သူဟာဖျားရဲ့လူဖြစ်တယ်လောတလို့ခေါ်တဲ့သူ့တူတစ်ယောက်လည်းရှိတယ်အာဗြဟံရဲ့ကျွန်တွေနဲ့လောတရဲ့ကျွန်တွေဟာတိတ်အစင်မပြေကြဘူးဒါကိုကဘာဦး73မှာအာဗြံကလည်းငါတို့သည်ညီအကိုချင်းဖြစ်လျက်ငါနှင့်တင်၌၎င်းငါနွားចောင်းသားတို့နှင့်တင့်နွားចောင်းသားတို့၌၎င်းခိုက်ရန်မရှိပါစေနှင့်မြေတစ်ပြင်လုံးသည်တင့်ရှိမှရှိသည်မဟုတ်လောငါနှင့်ခွာ၍နေပါလော့တင်သည်လက်ဝဲဘက်သို့သွားလင်ငါသည်လက်ရဘက်သို့သွားမည်တင်သည်လက်ရဘက်သို့သွားလင်ငါသည်လက်ဝဲဘက်သို့သွားမည်ဟုဆို၏ထိုကာလအခါတောတုံမြို့နှင့်ဂေါမောရမြို့ကိုထာဝရဘုရားဖျက်ဆီးတော်မမူမီဇောရမြို့သို့သွားသောလမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရရ၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်းအေဂုတ်တုပြည်ကဲ့သို့၎င်းဖြစ်သည်ကိုလောတမျှော်ကြည့်၍မြင်လျင်ယော်ဒန်ချိုက်တစ်ချောင်းလုံးကိုရွေးချယ်၍အရှိသို့ပြောင်းသွားသဖြင့်အချင်းချင်းတူးနှင့်တူးခွဲခွာကြ၏ဒါနဲ့ပဲလောတဟာတောတုံမြို့နာမှာတဲကိုစောက်ခဲ့တယ်သူဟာတောတုံမြို့တစ်လျှောက်ဂေါမောရမြို့တစ်လျှောက်ကိုကြည့်လင်ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်းအေဂုတ်တုပြည်ကဲ့သို့၎င်းဖြစ်၏လို့ရေးထားတယ်အလွန်နေချင်းစပွဲဒေသတွေဖြစ်တယ်ဒါကြောင့်သူဟာသူ့ဦးလေးအာဗြဟံကိုပြော၍ယော်ဒန်မြစ်ပတ်ဝန်းကျင်မှာနေခဲ့တယ်သူနှင့်အတူသူ့သိုးနွားများပါမယ်မိသားစုလည်းပါမယ်အာဗြဟံလည်းသဘောတူညီခဲ့တယ်ထိုအချိန်ကထိုနေရာဟာပင်လယ်သေးမဟုတ်သေးဘူးအလွန်စိမ့်လန်းသောဒေသဖြစ်မယ်မယုံနိုင်လောက်အောင်စိမ့်လန်း၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့သောကမ္ဘာအစိပ်ပိုင်းတစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့ထိုဒေသ၏ကျွယ်ဝမှုဟာလူစည်းစိမ်အပြည့်အဝခံစားခြင်းဆိုတဲ့လူနေမှုစနစ်ကိုမွေးဖွားပေးခဲ့တယ်လိမ်မှုကိစ္စလွန်ကျူးစွာဖောက်ဖျက်ခြင်းမဖြစ်သင့်သောလိမ်မှုကိစ္စတွေကျူးလွန်ခြင်းတွေဖြစ်ပွားခဲ့တယ်ကမ္ဘာသမိုင်းမှာမရှိခဲ့တဲ့ဖောက်ဖျက်ကျူးလွန်မှုတွေနှင့်ထိုဒေသကလူတွေဟာပျော်မွေ့ခဲ့ကြတယ်ဒါကြောင့်တောတုံဆိုတဲ့စကားဟာယခုခေတ်မှာလူတွေကျင့်သုံးကြတဲ့လူနေမှုစနစ်ကိုရည်ညွှန်းပြောဆိုရမှာတုံတယ်နောအေးကာလမှာပျက်စီးယိုယွင်းနေတဲ့လူအတိုင်းဝိုင်းကိုတုတ်တင်ဖို့ဘုရားသခင်သည်ရေလွှမ်းမိုးမှုကိုဆင်လွတ်ခဲ့တယ်တောတုံနှင့်ဂေါမောရမြို့ပေါ်၌လည်းကိုတော်သည်အလုံးစုံပျက်စီးစေသောမီးဖြင့်စီရင်ခြင်းကိုဆင်လွတ်ခဲ့တယ်ထိုကမ်းနှင့်ရောသောမီးမို့ဟာတောတုံနှင့်ဂေါမောရမြို့ပေါ်သို့ကြာသောအခါထိုမြို့များကိုဖျက်ဆီးပြစ်ယုံမျှမကမြေကိုနှိမ့်ဆင်းသွားစေပြီးကမ္ဘာမြေမျက်နှာပြင်မှာအနေဆုံးအပိုင်းဖြစ်သွားတယ်။ဒါဆိုတောတုံရဲ့အပြစ်တွေကဘာတွေလဲ။ဖျားသခင်သည်ဤကဲ့သို့တရားစီရင်ခြင်းကိုဘာလို့ခွင့်ပြုရတာလဲ။ဒါကိုကျွန်တော်ရှင်းပြပါမယ်။ထိုမြို့တွေမှာရှိသောလူတွေရဲ့ပထမအပြစ်ကမှားယွင်းသောလုံခြုံမှုရှိခြင်းတနည်းအားဖြင့်မှားယွင်းသောတစ်စုံတစ်ခုအပေါ်မှာအလုံးစုံစိတ်ချသေးချမှုရှိခြင်းဖြစ်တယ်။သူတို့ဟာတစ်စုံတစ်ခုကိုစိတ်ချယုံကြည်လုံခြုံခဲ့ကြတယ်။ယနေ့ခေတ်ကျွန်တော်တို့ USA မှာလည်းပင်လယ်သမုဒ္ဒရာတွေရဲ့အနောက်မှာလုံခြုံမှုရှိနေတယ်။ကျွန်တော်တို့ရဲ့အင်အားကြီးစစ်တပ်အနောက်မှာလုံခြုံမှုဆိုတာရှိနေတယ်။ဒါပေမဲ့သမ္မတရဲ့စင်ကိုယ်တိုင်ပြောခဲ့တာကကျွန်တော်တို့ကဘာကြီးဟာကျွန်တော်တို့မသိမမြင်နိုင်တဲ့ကြောက်ကဘာကြီးအစွန်းမှာရပ်နေသလိုပဲတဲ့ဒီလိုပါပဲရုရှားရဲ့ပြဿနာတွေဟာအစိုးရအပေါ်မှာမူတည်နေတယ်ကျွန်တော်တို့ဟာမှားယွင်းသောလုံခြုံစိတ်ချမှုရှိနေကြပါလားမှားယွင်းသောအရာတွေအပေါ်အလွန်စိတ်ချသေးချမှုရှိနေတယ်ဒါကိုဟေရှာယ31တင်မှာစစ်ကူတောင်းအံ့သောငါအေဂုတ်တုပြည်သို့သွား၍မြင်းတို့ကိုအမိပြုလျက်များစွာသောယထာတို့ကို၎င်းအာကြီးသောမြင်းစည်းတရေတို့ကို၎င်းခိုလုံလျက်ဣသရေလအမျိုး၏တန်ရှင်းသောဖျားကိုမမျှော်လင့်ထာဝရဘုရားကိုမရှာဘဲနေသောသူတို့သည်အာမင်္ဂလာရှိကြ၏ထိုချိန်က
အီဂျစ်ဟာအစ္စရေးလူမျိုးများနှင့်စစ်မှတ်ရေးရာပတ်သက်မှုမရှိဘူးဒါနဲ့ပဲတဖြည်းဖြည်းနဲ့အစ္စရေးလူမျိုးများဟာအီဂျစ်ကိုအကူအညီတောင်းဖို့သွားကြတယ်ဒါကြောင့် Prophet ဟေရှာယကဣသရေလအမျိုး၏တန်ရှင်းသောဖျားကိုမမျှော်လင့်ထာဝရဘုရားကိုမရှာဘဲနေသောသူတို့သည်အမင်္ဂလာရှိကြ၏လို့ဖော်ပြခဲ့တယ်။အငယ်3မှာလည်းအေဂုတ်တုပြည်သားတို့သည်ဖျားမဖြစ်လူသက်သက်ဖြစ်ကြ၏သူတို့မြင်းသည်လည်းဝိညာဉ်မဖြစ်အသားသက်သက်ဖြစ်၏ထာဝရဘုရားသည်လက်တော်ကိုဆန့်တော်မူသောအခါမဆတက်သောသူသည်လဲလိမ့်မည်မဆအပ်သောသူလည်းဆုံးလိမ့်မည်အလုံးစုံတို့သည်အတူပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် Prophet ဟေရှာယကဤကဲ့သို့ပြောခဲ့တယ်သူအဲ့ဒီလိုပြောခဲ့တဲ့အကြောင်းကအစ္စရေးလူတွေမှာထိုအချိန်ကအမှားယွင်းသောလုံခြုံစိတ်ချမှုဆိုတာရှိနေတယ်တခုခုအပေါ်မှာမှီခိုခြင်းအပြင်လုံးဝစိတ်ချရပြီလို့ထင်နေတယ်တောတုံနဲ့ဂေါမောရလူတွေလည်းဒီအတိုင်းပဲဘယ်သူမှထိုမျိုးတွေကိုမသိမ့်ပိုက်နိုင်ဘူးလို့သူတို့ထင်နေကြတယ်ထို့နောက်သူတို့ရဲ့ဒုတိယအဖြစ်ကတမန်ကျမ်းစာအရကာမဂုဏ်စည်းစိမ်ဖြစ်တယ်သူတို့ဟာကာမဂုဏ်စည်းစိမ်အတွက်အသက်ရှင်ကြတယ်ယောဘဝိတ္ထု25မှာသို့သောသူသည်ကာလကြာမြင့်စွာမဝါကြွားရကြောင်းကို၎င်းအထမလူသည်ခဏသာဝမ်းမြောက်ကြောင်းကို၎င်းမသိသလောဒါကြောင့်သင်ဟာကာမဂုဏ်ခံစားဖို့ခဏလေးသာအချိန်ရှိတယ်လက်တစ်ဖြစ်စာခံစားပြီးထာဝရစာနောင်တရနေမှာလားဟေဘရဲ7:25မှာလဲအပြစ်ရှိသောကာမဂုဏ်ကိုခဏခံစားခြင်းလို့ပေါ်ပြထားတယ်ခဏပါပဲပြီးတော့အဆုံးသတ်ပါပြီအဲ့ဒီနောက်နောင်တတရားအပြစ်ကလွဲပြီးဘာမှမရှိတော့ဘူးတုတ်တန်14:12မှာလဲလူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏တုတ်တန်14:13မှာလူသည်ရဲစင်းအခါပင်ဝမ်းနည်းသောစိတ်သဘောရှိ၏ထိုရဲမောရှင်လန်းခြင်းအဆုံး၌လည်းညှိုးငယ်ခြင်းရှိတတ်၏လို့ဖော်ပြထားတယ်သင်ရည်နေရင်တောင်မှဒီစကားကိုမှတ်သားပါ53ခုမြောက်သောစာလံ1မှာလဲဖျားသခင်မရှိဟုမိုက်သောသူသည်ထင်တတ်၏ဒါကိုမူလဟေဘရဲဘာသာမှာလူမိုက်ဟာသူ့နှလုံးသားထဲမှာဖျားကိုဟင်းအင်းလို့ညင်းဆန်တယ်ဟေဘရဲဘာသာအရဖျားသခင်မရှိဟုသူထင်တာမဟုတ်ဘူးဖျားရှိလျက်ပင်သူဟာဖျားကိုညင်းဆန်တယ်ဟင်းအင်းလို့ညင်းဆန်တယ်သင်သဘောပေါက်ပါတယ်သိပ္ပံနည်းကျဖျားရှိတယ်လို့သက်သေပြလို့မရဘူးသိပ္ပံနည်းနဲ့ဖျားမရှိဘူးဆိုတာကိုလည်းသက်သေပြလို့မရဘူးဒါပေမဲ့လူတိုင်းကသိနေကြတယ်ဖျားသခင်တပါးပါဆိုတာရှိကိုရှိရမယ်တတိယအချက်အနေနဲ့တောတုံဂေါမောရမြို့ကလူတွေကျူးလွန်တဲ့အပြစ်ကအစားတောက်လွန်စွာလွန်ကျူးခြင်းဖြစ်တယ်ယခုခေတ်မှာကမ္ဘာရဲ့အချို့အစိတ်ပိုင်းသောနေရာကလူတွေဟာဆင်းရဲငတ်မွတ်နေကြတယ်ရှင်လုကာ21:34မှာသင်တို့သည်ကိုတတိပြုကြလောသို့မဟုတ်အစားအသောက်လွန်ကျူးခြင်းလောကီစိုးရိမ်ခြင်းအပြင်စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်ထိုနေ့ရက်သည်အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်ဒါကြောင့် John Eastwood ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ပြောခဲ့တယ်လူတွေဟာအယက်သမားဖြစ်ဖို့မူးယစ်ကျွန်ဖြစ်ဖို့ပြည်တစားဖြစ်ဖို့လူသက်သမားတွေတခိုးတွေဖြစ်လာဖို့ဆုံးဖြတ်ချက်ချခဲ့ကြတာမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ဘဝအတဲတွေကိုတောတုံမျိုးမှာတိဆောက်ကြတော့စာတန်ရဲ့တကိုးဟာသူတို့ကိုလွှမ်းမိုးသွားခဲ့တယ်ကျွန်တော်တို့ဘဝမှာဘယ်နှယောက်များဒီလိုဖြစ်နေကြသလဲတောတုံမျိုးမှာကျွန်တော်တို့စခန်းချကြတယ်တချို့တွေကတောတုံမှာတဝက်အာဗြဟံနယ်မြေမှာတဝက်စခန်းချတယ်တောတုံမှာလည်းပျော်တယ်တောတုံမှာရှိတဲ့အရာတွေကိုတန်တာကြတယ်
တောတုံမှာရှိတဲ့လူတွေရဲ့အပျော်ပါးတွေလိမ်မှုကိစ္စတွေကိုစိတ်ကူးပြီးရယူကျင်ကြတယ်တောတုံရဲ့ငွေကြေးတွေကိုပိုင်ဆိုင်ခြင်းကြတယ်ဒါပေမဲ့စာလန်ရဲ့တကူလွှမ်းမိုးနိုင်တာတတိထားပါတင့်အချိန်မရောက်ခင်ဖျားသခင်ရှေ့မှာပျောက်ဆုံးနိုင်တာကိုသတိပြုပါရှင်ယုဒအခန်းငယ်7မှာမေတ္တာပွဲလုပ်၍သင်တို့နှင့်အတူစားတောက်သောအခါအာမနာပဲမိမိတို့ကိုဝါစွာကြွေး၍ပွဲ၌အစွန်းအကွက်ဖြစ်ကြ၏ဒါကြောင့်ဒီလိုမေတ္တာပွဲတွေဘလောက်များများကျွန်တော်တို့ကြုံခဲ့ရပြီးပြီလေဒီလိုပွဲတွေအတွက်ဖျားသခင်ကိုကျေးဇူးတင်ကြတယ်ဒါပေမဲ့ဒီလိုပွဲတွေမှာအစွန်းအကွက်တွေကိုကျွန်တော်တို့မြင်ကြရတယ်အဲ့ဒီနောက်တောတုံနဲ့ဂေါမောရမြို့ကလူတွေမှာထူးဆန်းသောဖျားတွေလည်းရှိတယ်မည်သူမဆိုဖျားသခင်မဟုတ်ပဲအခြားသောသူကိုရှာဖွေသောသူဥချသောသူဟာရုပ်တုကိုးကွယ်သူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အများစုဟာရုပ်တုကိုးကွယ်ခြင်းအပြစ်ကျူးလွန်နေသူတွေဖြစ်ကြတယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့သဘောမပေါက်ကြဘူး44ခုမြောက်သောစာလံအငယ်20မှာကျွန်ုပ်တို့သည်ကိုဖျားသခင်ဤနာမတော်ကိုမေးလျော်၍တပားမျိုးဤဖျားထံသို့လက်ကိုဆန့်သည်မှန်လျင်နှလုံး၌ဝတ်ထားသောအရာများကိုဖျားသခင်တည်တော်မူသည်ဖြစ်၍ထိုအမှုကိုမစစ်ပဲနေတော်မူမည်လောယောမ1:25မှာသူတို့သည်မှန်သောဖျားသခင်အရာ၌အမှားကိုထားလျက်ဖန်ဆင်းတတ်သောသခင်ကိုပယ်၍ဖန်ဆင်းခံအရာကိုဝတ်ပြုကိုးကွယ်သူဖြစ်ကြ၏ထိုသခင်သည်ထာဝရမင်္ဂလာရှိတော်မူ၏အာမင်ဤကဲ့သို့ဖော်ပြထားတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတွေကျွန်တော်တို့ရဲ့အချိန်ကောင်းအခါကောင်းတွေကိုပဲကိုးကွယ်တတ်ကြတယ်ဖျားကိုဝတ်ပြုရမယ့်အချိန်ထက်ကျွန်တော်တို့ရဲ့အလှအပအတွက်အချိန်ကိုပိုကုန်ခံတတ်ကြတယ်ဒါဟာခေတ်သစ်လူအဖွဲ့အစည်းဖြစ်တယ်အဲ့ဒီနောက်တောတုံမျိုးမှလူတွေဟာလောဘလွန်ကျူးခြင်းအဖြစ်ကိုလည်းကျူးလွန်ကြတယ်ဤလောဘဟာထိုမျိုးကလူတွေမှာပလိတ်ယောဂါကဲ့သို့ကုဆက်ပြန့်ပွားခဲ့တယ်ဒီကနေ့လူအများစုဟာလည်းဘာထုလို့လဲလောင်းကစားခြင်းကိုတက်မှတ်ဆွဲလန်းနေကြတယ်လောင်းကစားခြင်းကိုမောင်းနှင်နေတဲ့စွမ်းအားကလောဘပဲစမှုဖွံ့ဖြိုးတဲ့နိုင်ငံတွေကအလုသမားတွေဟာကိုယ်ခန္ဓာနာကျင်ခံစားရသည့်အထိအလုအလွန်ကျွံလုပ်ခြင်းတိုးပွားလာတယ်သူတို့လိုအပ်တာထက်ပို၍ရှာဖွေအားထုတ်ကြတယ်ကျွန်တော်တို့တက်နိုင်တာထက်ပို၍ငွေကိုရှာဖွေရင်းကျွန်တော်တို့မိသားစုကိုအချိန်မပေးနိုင်တော့ဘူးမိသားစုကိုလစ်လူရှုထားကြတယ်ဖျားသခင်ကကျွန်တော်တို့လိုအပ်တာအားလုံးပေးမယ်လို့ဂရုတော်ရှိပြီးသားပါဒါပေမဲ့ကျွန်တော်တို့ရဲ့အတော်မတတ်နိုင်တဲ့လောဘကိုဖြည့်ဆည်းပေးမယ်လို့တော့ဘယ်တုန်းကမှဂရုမပေးခဲ့ဘူးဒါကြောင့်တောတုံနှင့်ဂေါမောရတို့ရဲ့အပြစ်များဟာကြီးမားလွန်းတဲ့အတွက်ဖျားသခင်သူတို့ကိုစွန့်လွတ်ခဲ့တယ်ယောမ1:24မှာထိုကြောင့်သူတို့သည်မိမိတို့ကိုယ်ကာယ၏အသရေကိုအချင်းချင်းရှုတ်ချမိအကြောင်းဖျားသခင်သည်သူတို့ကိုသူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့အပ်လိုက်တော်မူ၏အပ်လိုက်တော်မူ၏ဆိုတဲ့စကားကိုတွေ့ရတယ်အပ်လိုက်တော်မူ၏ဒီစကားကို3ချိန်တောင်ဖော်ပြထားတယ်သင်ကိုရောဖျားသခင်အပ်လိုက်တဲ့အခြေအနေရောက်ပြီလားမအပ်ပါဘူးဒီတရားစကားကိုနားနေလို့သင်ဒီနေ့ဒီကိုရောက်နေလို့ဖျားသခင်ကသင်ကိုအပ်တော်မမူဘူးဆိုတာသိရမယ်ဖျားသခင်သင်ကိုစကားပြောနေတယ်ယေရှုစီလာဖို့သင်မှာအခွင့်အရေးရှိစေပဲဖျားသခင်ဤချစ်ချင်းကိုသင်လက်ခံရရှိဖို့အခွင့်အရေးရှိစေပဲယေရှုခရစ်အားဖြင့်ဖျားသခင်ဤလက်ဆောင်မွန်ကိုရဖို့သင်အခွင့်အရေးရှိတော့မယ်နှစ်တိ3နှစ်မှာလူတို့သည်ကိုချစ်တော်သူငွေကိုတက်မှတ်တော်သူဝါကြွားတော်သူထောင်လွှားစော်ကားတော်သူ
သူ့အသက်ရည်ကိုရှုတ်ချတော်သူမိဘစကားကိုနားမထောင်တော်သူကျေးဇူးမရှိတော်သူတန်ရှင်းခြင်းမရှိတော်သူဤကဲ့သို့ဖော်ပြထားတယ်။ဒါကြောင့်ယနေ့ခေတ်မှာကောင်းသောအကျင့်ကိုကျင့်သောသူတွေကိုလူတွေကလှောင်ရည်တက်ကြတယ်။ဒါကို Prophet ယေရမိကယေရမိနာဂတိကျမ်း6:15မှာသူတို့သည်ယွန်ရှာပွဲသောအမှုကိုပြုပြီးမှရှက်ကြသလိုအလင်းမရှက်ကြမျက်နာမပြတ်တတ်ကြဤကဲ့သို့ဖော်ပြထားတယ်ဒီကြမ်းချက်ဟာယနေ့ခေတ်မှာအလွန်ပြည့်စုံလာတယ်ဒီကြမ်းချက်ဟာတကယ်ကိုအမှန်တရားပဲအခုဖျားသခင်သည်တောတုံမြို့ကိုတတိပေးနေပြီအာဗြဟံစီကောင်းကင်တမန်များကိုတော်စေလွတ်ခဲ့တယ်အာဗြဟံအားဘာလုပ်ရမလဲလို့မေးခဲ့တယ်တောတုံနှင့်ဂေါမောရမြို့ကိုကန့်နှင့်မီးမို့ဖြင့်ဖျက်ဆီးပြစ်ရမလားမေးခဲ့တယ်ထိုအခါအာဗြဟံကကိုတော်သည်ဖြောင့်မတ်သောသူတို့ကိုမတရားသောသူတို့နှင့်တကွဖျက်ဆီးတော်မူမည်လောထိုမြို့တွင်ဖြောင့်မတ်သူ90ရှိလျင်ဖျက်ဆီးတော်မူမည်လောဖြောင့်မတ်သူ90ပါသောမြို့ကိုသူတို့အတွက်မနှမျောဘဲဖျက်ဆီးတော်မူမည်လောထိုတို့ပြုလျင်ဖြောင့်မတ်သူတို့ကိုမတရားသောသူတို့နှင့်တကွကွပ်မျက်ခြင်းမှုသည်ကိုတော်နှင့်ဝေးပါစေတည်းဖြောင့်မတ်သူတို့ကိုမတရားသောသူတို့ကဲ့သို့ခံစေခြင်းမှုသည်ကိုတော်နှင့်ဝေးပါစေတည်းမြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်တရားသဖြင့်ပြုတော်မူမည်မဟုတ်လောဟုလျှောက်ဆို၏ထာဝရဘုရားကလည်းတောတော်မျိုး၌ဖြောင့်မတ်သူ90ကိုငါတွေ့လျင်သူတို့အတွက်ထိုအရက်လုံးကိုငါနှမျောမည်ဟုမိန့်တော်မူ၏အာဗြဟံသည်ထိုမြို့၌ဖြောင့်မတ်သူ90ကိုရှာမတွေ့ခဲ့ပါထို့နောက်အာဗြဟံသည်ဖြောင့်မတ်သူ45ယောက်ထို့နောက်အယောက်40ထို့နောက်အယောက်30ထို့နောက်အယောက်20ထို့နောက်10ယောက်သာတွေ့မယ်ဆိုလျင်မဖြတ်စည်းဖို့ဖျားကိုရှောက်တင်ခဲ့တယ်ဒါပေမဲ့ဖြောင့်မတ်သူ10ဦးရှိမနေခဲ့ပါဘူးဒါဟာကျွန်တော်တို့အတွက်သင်ခန်းစာပါပဲဖျားသခင်သည်ဖျားသခင်၌အလုံးစုံအနံ့သောလူနည်းစု၏အရေးပါပုံအရေးကြီးပုံတို့ကိုပြသနေတယ်။ယုံကြည်သောလူနည်းစုယုံကြည်ခြင်းနှင့်တကွအသက်ရှင်သောလူနည်းစုဒါကိုဟေရှာယ1:9မှာကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်ငါတို့၌အနှဲငယ်မျှကျွင်းစေတော်မမူလျင်ငါတို့သည်တောတုံမျိုးကဲ့သို့ဖြစ်၍ဂေါမောရမြို့နှင့်တူကြပြီဒါကြောင့်ခရိယန်များသခင်ယေရှုကသင်တို့ကိုတတိပေးနေတယ်ရှင်လုကာ7:32မှာလောတာဤမယားကိုအောင်းမေးကြလောကောင်းကင်တမန်တို့ကသင်တို့ကိုနောက်လှည့်မကြည့်ဖို့ပြောနေတယ်အကယ်၍သင်နောက်လှည့်ကြည့်ပါကစားတိုင်ဖြစ်သွားမယ်လောတာဤဇနီးဟာနောက်လှည့်ကြည့်ခဲ့တယ်ဒါကြောင့်စားတိုင်ဖြစ်ခဲ့တယ်သခင်ယေရှုကရှင်လုကာ7:32မှာလောတာဤမယားကိုအောင်းမေးကြလောလို့ပြောပြီးသားပါဒါဟာယခုခေတ်ကျွန်တော်တို့အတွက်သင်ခန်းစာပါလောတာဤမယားကိုအောင်းမေးကြလောဒီနှုတ်တော်ထွက်စကားဟာတမန်ကျမ်းစာတအုပ်လုံးမှာအတူဆုံးကြမ်းချက်တဲ့အပါအဝင်ဖြစ်တယ်နောက်လှည့်မကြည့်နဲ့ကျွန်တော်တို့အများစုဟာလောကကိုတတ်မှတ်စွာကြည့်နေကြတယ်ကျွန်တော်တို့ဟာရှင်ပေါလုနောက်လိုက်ဒေမဆိုတဲ့ပုဂ္ဂိုလ်လိုပါပဲနှစ်တိလေးကိုမှာအကြောင်းမူကားဒေမသည်ယခုဘဝကိုနှစ်သက်သောစိတ်ရှိသည်နှင့်ငါကိုစွန့်ပစ်၍တတလောနိတ်မြို့သို့သွားပြီရှင်ပေါလုဤကဲ့သို့ပြောခဲ့တယ်ဒါကြောင့်ယေရှုကိုကျွန်တော်တို့စွန့်ပစ်ကြတယ်ယခုလက်ရှိလောကကိုကျွန်တော်တို့ရွေးကြတယ်ယခုလက်ရှိလောကကိုချစ်ကြတယ်အခုကျွန်တော်အဓိကထားပြောချင်တာကလူရဲ့သမိုင်းမှာအထွတ်အထိပ်ကာလဟာတရားစီရင်ခြင်းကာလဖြစ်လိမ့်မယ်ဒါကိုသမာကျမ်းစာကသတိပေးနေတယ်ဤလောကဟာတရားစီရင်ခြင်းနေ့ရက်ကြီးကိုကြုံရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့အတွက်တခုတည်းသောမျှော်လင့်ရာကသခင်ခရစ်တော်ပြန်ကြွလာမယ်ဆိုတဲ့ဂတိတော်ပါပဲ
တမန်ကျမ်းစာအရလောကရဲ့အဆုံးသက်ကာလတစ်နေ့မှာယေရှုသည်တဖန်ပြန်ကြွဆင်းလာမယ်ကိုတော်သည်သူ့နိုင်ငံတော်ကိုတည်ထောင်မယ်အတ္တမလူဟာဖြတ်စည်းခြင်းခံရမယ်ဒါကိုနှစ်သက်နှစ်ရှစ်မှာပယ်ရှင်းခြင်းသို့ရောက်သောအခါထိုအတ္တမလူသည်ထင်ရှားလိမ့်မည်ထိုအတ္တမလူကိုသခင်ယေရှုသည်နှုတ်ထွက်ဝိညာဉ်တော်အဖျင်ဖြည့်ဆည်း၍ကြွလာတော်မူခြင်း၏ရောင်ခြည်အဖျင်ပယ်ရှားတော်မူလိမ့်မည်ဤကဲ့သို့ဖော်ပြထားတဲ့ယေရုရှလင်မြို့သစ်ဟာကောင်းကင်ဘုံမှဆင်းသက်လိမ့်မယ်သခင်ယေရှုပြန်ကြွလာသည့်အခါ၌ကောင်းကင်သစ်နှင့်မြေကြီးသစ်ပေါ်ထွန်းမယ်ဆိုတော့ယေရှုခရစ်သည်ကျွန်ုပ်တို့ကိုချစ်လွန်းလို့ကားတိုင်ပေါ်တက်ခဲ့တဲ့အသက်ဆွန့်ခဲ့တယ်ငရဲအလုံးတရားစီရင်ခြင်းအလုံးကိုသူနှင့်အတူကားတိုင်ပေါ်ကိုယူသွားခဲ့တယ်တမန်ကျမ်းစာ၌လောကီသားတို့ကိုချစ်တော်မူ၏လို့ဖော်ပြထားတယ်ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ယုံကြည်သောသူအပေါင်းဆိုတာသင်ရောပါတယ်ကျွန်ုပ်ရောပါတယ်ဒါဆိုသင်ကကျွန်တော်ကိုမေးမယ်ယေရှုဘယ်တော့ပြန်လဲကြွဆင်းလာမှာလဲဒီအမေကွန်းကိုယေရှုကရှင်မဿဲ24:36မှာထိုအချိန်၌ကိုကအဘယ်သူမျှမသိကောင်းကင်တမန်မသိငါခမဲတော်တပါးတည်းသာသိတော်မူ၏ကျွန်တော်တို့အဲ့ဒီနေ့ကိုမသိဘူးတွက်လဲတွက်မနေပါနဲ့အဲ့ဒီနေ့ဟာရောက်လာလိမ့်မယ်ဒါကသိချတယ်ကိုတော်ကနမိတ်လက္ခဏာတွေကိုထားခဲ့တယ်ထိုနမိတ်လက္ခဏာတွေကြုံတွေ့နိုင်သည့်အထိကျွန်တော်တို့အချိန်ရဖို့ဆန္ဒရှိပါတယ်တကယ်တော့ထိုနမိတ်လက္ခဏာတွေဟာတဖြည်းဖြည်းနဲ့ပြည့်စုံလာနေပြီဆိုတာတွေ့ရတယ်ဒါကြောင့်ယေရှုသည်အချိန်မရွေးပြန်လဲကြွဆင်းလာနိုင်တယ်ဒါဆိုယေရှုဘယ်လိုကြွဆင်းလာမှာလဲ1:16မှာသခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားသခင်၏တဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌သေလွန်သောသူတို့သည်ပြန်ရှင်ကြလိမ့်မည်ဒါကြောင့်ယေရှုပြန်လဲကြွဆင်းလာမယ့်အချိန်ဟာဘလောက်တောင်ဝမ်းမြောက်ဖွယ်ရာယေရှုတော်ချီးမွမ်းဖွယ်ရာအချိန်ဖြစ်လိုက်ပါသလဲကောင်းကင်တမန်မင်းအတန်ပေးခြင်းကျွန်တော်ဒီအတန်ကိုကြားချင်နေတာကောင်းကင်တမန်မင်းအတန်ကိုကျွန်တော်မကြားဘူးဖျားသခင်ဤတဘိုးတော်ဘလို့တဘိုးတော်များပါလေနောက်တော့တူးချင်းကိုတရားစီရင်ခြင်းဆိုတာဆိုတဲ့အချိန်လဲရှိပါလိမ့်မယ်အကယ်၍သင်ဟာယေရှုကိုအမှန်တကယ်ဘယ်တော့မှလက်မခံခဲ့ဘူးဆိုရင်တော့ဒီတရားစီရင်ခြင်းကိုရင်ဆိုင်ရလိမ့်မယ်သင်နှစ်ချင်းခံပြီးသားဖြစ်ခြင်းဖြစ်မယ်ဖះเจ้าရဲ့အသိမှတ်ပြုခြင်းခံပြီးဖះเจ้าရဲ့အသင်းသူအသင်းသားဖြစ်နေပါပြီဒါဟာဝမ်းမြောက်ဖွယ်ရာပါဒါဟာကျေးဇူးတင်စရာပါပဲဒါပေမဲ့ဒီအရာတွေနဲ့တည်းမလုံလောက်ပါဘူးဒါကိုယေရှုကဘလို့ဖော်ပြခဲ့တယ်လဲယေရှုနီကောဒင်ကိုဘလို့ပြောခဲ့တယ်လဲယေရှုကဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကဖျားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်ကန်ဆိုသည်ဒါကြောင့်သင်ယေရှုကိုလက်ခံသောအခိုက်အတန့်သင်နှလုံးသားကိုဖွင့်ဟသောအခိုက်အတန့်သင်ဘဝကိုကိုရောထံအရှုံးပေးအနံ့သောအခိုက်အတန့်ယေရှုကိုသင်ရဲ့သခင်သင်ရဲ့အရှင်သခင်အဖြစ်လက်ခံသောအခိုက်အတန့်ထိုအခိုက်အတန့်မှာသင်နာမည်ဟာအသက်စရင်စာဆောင်မှာရေးမှတ်ခြင်းခံရပါပြီအကယ်၍သင်နာမည်ဟာအသက်စရင်စာဆောင်မှာရေးမှတ်ခြင်းမခံရသေးဘူးဆိုလျှင်ဤကဲ့သို့မခံစားရလျှင်သင်ကိုကျွန်ုပ်ဒီကနေပြန်မလွတ်ပြရစေနဲ့တေချာပြီးရေးမှတ်ပြီးပြီဆိုမှကျွန်တော်ပြန်လွတ်မှာပါဘာကြောင့်လဲဆိုတော့အသက်စရင်စာဆောင်မှာရေးမှတ်ခြင်းခံရသောသူတွေသာလျှင်ဖျားသခင်၏နိုင်ငံတော်ကိုဝင်စားခွင့်ရမှာမို့ပဲဖြစ်ပါတယ်ဒါကြောင့်သင်သဘောပေါက်မှာပါ
အသက်ဆင်းရဲစာဆောင်မှာနာမည်ရေးမှတ်ထားသူတွေအတွက်ယေရှုကားတိုင်ပေါ်၌အသက်တော်ဆွန့်ခဲ့တယ်။လက်တော်ကိုတန်မိုးတွေနဲ့ရိုက်ခဲ့တယ်။နဘေးတော်ကိုလှန်နစ်ထိုးခဲ့တယ်။ဆူရစ်တရဖူကိုစောင်းစေခဲ့တယ်။ရုပ်ပိုင်းဆိုင်ရာအရာအဆိုးရွားဆုံးသောတည်ခြင်းများတဲ့ကတည်ခြင်းကိုနာကျင်စွာတွေ့ကြုံခံစားခဲ့ရတယ်။ဒါပေမဲ့ဒါဟာကိုရောရဲ့နာကျင်မှုအစစ်အမှန်မဟုတ်သေးဘူး။ကိုရောကိုအနှက်ဆိုင်ဆုံးနာကျင်စေခဲ့တဲ့အချိန်ကကျွန်ုပ်ဖေဟာအဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နည်းဟုကိုရောမိမ့်မွတ်တဲ့အချိန်မှာဘာဖြစ်လို့လဲအဲ့ဒီအခိုက်အတန့်မှာဖျားသခင်သည်သင်အပြစ်တွေကျွန်ုပ်ရဲ့အပြစ်တွေအားလုံးကိုယေရှုပေါ်တင်လိုက်ပြီသူဟာကျွန်ုပ်တို့အပြစ်တွေကိုထမ်းထားရတယ်ကျွန်ုပ်တို့အတွက်ငရဲခံခဲ့ရတယ်ကျွန်ုပ်တို့အတွက်တရားစီရင်ခြင်းခံခဲ့ရတယ်ဒါကြောင့်ကားတိုင်ဆိုတာတရားစီရင်ခြင်းပဲဒါဆိုသင်ဘာလုပ်ရမှာလဲသင်ဘာလုပ်ရမလဲဆိုရင်သင်ရဲ့အပြစ်တွေမှနောင်တရရမယ်ဆိုတော့သင်နောင်တရသလားဆိုတာမသိချဘူးဖြစ်နေတယ်ဆိုရင်သင်ဘဝအလုံးစုံကိုယေရှုထံအရှုံးပေးအပ်နှံလိုက်ပါသင်နှလုံးသားသင်စိတ်သင်ကိုယ်ခန္ဓာသင်ဘဝအသက်တာအလုံးကိုယေရှုထံအပ်နှံပါယေရှုသာသင်ဘဝရဲ့ပထမဖြစ်စေပါဒီလိုတန်ဋိဌာန်ချဖို့ကျွန်တော်သင်တို့ကိုတစ်ခုလှုပ်စေခြင်းနဲ့သင်တို့အားလုံးခုံပေါ်မှထားပြီးအရှိကိုလာစေခြင်းနဲ့ဒီအရှိကိုရောက်လာလို့ရှိရင်ကျွန်တော်သင်တို့နဲ့စကားစမြည်ပြောခြင်းနဲ့သင်တို့ရဲ့ခရိယန်အသက်တာကိုအထောက်အကူပြုမဲ့ကြံ့ချက်အချို့ပေးခြင်းနဲ့သင်တို့ကိုကျွန်တော်ဆုတောင်းပေးခြင်းနဲ့လာပါအရှိကိုထွက်လာပါနောက်မကြပါနဲ့ဒါကိုနှစ်ကော6နှစ်မှာနှစ်သက်ဖွယ်သောအချိန်၌သင်ဤစကားကိုငါနားထောင်ပြီးကဲတရားနည်းကာလ၌သင်ကိုငါမားစပြီးဟုလာသည်နှင့်အညီယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏ယခုပင်ကဲတရားနည်းကာလရှိ၏ဒါကြောင့်သင်ဘဝမှာဒီလိုတည်ငါမျိုးနောက်တစ်ခေါက်ရခြင်းမှရမှာပါဒီလိုမျိုးအခွင့်အရေးထပ်ကြုံရမယ်လို့သင်ပြောနိုင်ပါမလားနောက်မျိုးဆက်သစ်မှာပဲကြုံရင်ကြုံရနိုင်တယ်ဒါမှမဟုတ်ဘယ်တော့မှမကြုံရတော့ဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်သင်စိတ်ပူနေသလိုဒီလိုတည်ငါတွေနောက်တွေ့ခြင်းမှတွေ့ရတော့မှာပါကျွန်တော်တို့သင်တို့ကိုစောင့်နေတယ် TV မှာကြည့်နေကြတဲ့လူတွေအားလုံးကိုလည်းသင်တို့ကိုဖျားသခင်ကစကားပြောနေတယ်ဒီအရှိကိုလူပေါင်းများစွာထွက်လာသလိုသင်သည်လည်းမြည်သည့်နေရာ၌ရှိနေပါစေဤကဲ့သို့သူတို့ကဲ့သို့ဂတိကဝတ်ကိုပြုနိုင်ပါတယ်ယေရှုကိုဟုတ်ကဲ့လို့ပြောလိုက်ပါကိုတော်သင်ကိုချစ်တယ်သင်ကိုခွင့်လွှတ်ခြင်းနဲ့သင်ကိုပြောင်းလဲပေးခြင်းနဲ့အသစ်သောအသက်တာသင်ကိုပေးခြင်းနဲ့ယခုပဲသင်နှလုံးသားထဲသို့ယေရှုကိုဖိတ်ခေါ်လိုက်ပါသခင်ကျွန်ုပ်ဟာအပြစ်သားတစ်ယောက်ဖြစ်တယ်ဒါကြောင့်ကျွန်ုပ်အလွန်ဝမ်းနည်းရပါတယ်ကျွန်ုပ်မှတ်မိသမျှသောအပြစ်တွေအလုံးမမှတ်မိသမျှသောအပြစ်တွေအလုံးအတွက်နောင်တရတယ်ကျွန်ုပ်ရဲ့အပြစ်တွေတကယ်မှတ်မိရဲ့လားတကယ်ရောသိရဲ့လားဆိုတာကိုလည်းကျွန်တော်မသိချပါဘူးဒါပေမဲ့သခင်နောက်ကျွန်ုပ်နောင်တရအောင်ကူညီတော်မူပါကိုတော့ကိုယုံကြည်အောင်ကယ်မတော်မူပါကျွန်ုပ်ယုံကြည်ခြင်းရှိဖို့တောင်မှကိုတော့အပေါ်ယုံကြည်ခြင်းရှိဖို့တောင်မှကိုတော့ရဲ့အကူအညီကိုကျွန်တော်လိုအပ်ပါတယ်ပြီးတော့ကိုတော့နောက်လိုက်ဖို့ကိုတော့အမှုဆောင်ဖို့ကျွန်ုပ်ကိုကူမတော်မူပါယေရှုနာမဖြင့်အာမင်ဤကဲ့သို့ဆုတောင်းပါဒါဆိုသခင်သင်ကိုကူညီပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးဘီလီဂရေဟမ်ရဲ့ Is the end of the war close ဤလောကရဲ့အဆုံးသတ်နီးပြီလားဆိုတော့တရားဟောချက်ကိုမြန်မာဘာသာသို့ပြန်ဆိုခဲ့ခြင်းဖြစ်တယ်အဆုံးထိနားဆင်ခွင့်ယူပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဖျားသခင်ထံမှကြွယ်ဝသောကောင်းချီးမင်္ဂလာများကယ်တင်ခြင်းလုံခြုံခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကောင်းချီးမင်္ဂလာများသည်သင်အပေါ်သို့၎င်းသင်နှင့်သက်ဆိုင်သောမိသားစုတူတယောက်ချင်းစီအပေါ်သို့၎င်းယခုမှစ၍ကာလအစဉ်ဆက်တက်ရောက်တည်ရှိတည်နေပါစေယေရှုနာမဖြင့်အာမင်